တို့ကျွန်တော်ဒီနေ့မှာတော့ထုံစာဟုတ်လားဆိုတဲ့ဒီဘေးစီကနေကျွန်တော်ထွက်ပြေးมาပြီဖြစ်ပါတယ်ကဲဒီဘေးကြီးကတော့ကျွန်တော်စောင့်နေရတယ်ရှင့်ကျွန်တော်ပြေးမယ်ဗျာကဲ let's go ကျွန်တော်သွားကြသမယ်ကဲလာကဲလာသွားမယ်လာဘူးလာသွားမယ်လားဘူးကြော့ခွင့်ရပြီကျွန်တော်ဗျာဒီဘေးစီကနေရောင်းထွက်ပြေးဖို့နီးလန်းတစ်ခုကတော့ရှားလိမ့်မယ်ဗျဒါဝယ်လို့ရလားဝယ်လို့မရအောင်နော်ကြော့အောင်မလာပါရီတော့ရှိတယ်ဗျဒီဘောတက်လीအေးဟုတ်တာပဲကဲရပြီပြောဟောမှာထုံစားဦးတယ်မလေးလိုက်လာဟိုမြန်ဟာဟိုမပေးပြေးမလေးမပြေးနဲ့ဟိုမရောက်ခမရလက်ထဲမှာကျွန်တော်အသိမခံနိုင်ဘူးဗျအသိမခံနိုင်ထန်စားဦးတာဟာဒီဘေးဗျာခလေးကိုနိုင်မချင်းနဲ့လေဗျာဘေးရေကွန်ပျူတာလို့ကိုခံဗျကဲဟုတ်တယ်ဗျဟုတ်တယ်ကဲကျွန်တော်အခုဒီဘေးလက်ထဲကနေတော့လွတ်လာပြီကဲဘယ်ကိုထောက်ရမလဲမဟုတ်သေးဘူးနော်ညစ်ပါလိုက်တော့ကွာဟောင်းရပဲအနံ့နှောက်ခုံးပိတ်ထားမှာပဲဟာကြောက်ဘယ်ရောက်ရလဲကျွန်တော်ဟို very person 1အေးပါကွာငါဒီမှာလိုက်လွှင့်နေတယ်လေကျွန်တော် very person 1နဲ့မှာကျွန်တော်တို့ဟိုလေးရဲသားကြီးကိုလာရှိလေကျွန်တော်ဖမ်းတော့လေအဲ့လိုမျိုးခဲ့ကျွန်တော်ကဗျာအခုဒီ green wall အကောင့်တွေကကျွန်တော် skippy twilight တွေတောင်မှနာမည်ထက်ကြီးတယ်ဆိုတော့ကျွန်တော်တို့စဉ်းစားလို့တော့မရဘူးဗျအဲ့တော့ကျွန်တော် Roblox ကအဲ့ green wall အကောင့်တွေကိုထုတ်လိုက်တာပဲဖြစ်ပါတယ်ဟုတ်ကဲ့မိခဲ့ဟာကဲလာ let's go ကျွန်တော်သွားကြမယ်လာဒါအုံးမလေးလာပြီအဲ့မိခဲ့ကိုထိတော့ငါအထဲထဲဝင်နေတာလေအေးပါကွာnoအေးပါအဲ့နောက်ကိုကတ်လို့မရတာကဲ let's go ကျွန်တော်သွားမယ်ခုတလာမြင်ဟုတ်ပြီတော်သေးရပါပြီအောင်လေလို့ကြာကဲရပါပြီကဲကျွန်တော်တို့အခု very person ဥစ္စာ train wall အကောင်နောက်တစ်ကောင်အဲ့ထုံစာဟူတာဆိုတဲ့အကောင်ကြီးနဲ့ပဲတွေ့နေတယ်ကဲကျွန်တော် let's go ကျွန်တော်ခုချိန်မှာတော့ဒီလိုအချိန်မျိုးတွေကိုကျွန်တော်ရောက်လာပြီဆိုရင်ကျွန်တော်ရေစံရဲရမယ်တက်တီးရတော့စံလေးမှာအပြည့်ရှိပါတယ်အောင်မလေးသိပါဗျဟာထုံစာဟူတာထုံစာဟူတာငေါ့မလောက်ပါနဲ့စာဟူတာအောင်မလေးဒီဒိန်းရောအကောင်တွေကနေဘယ်လိုထွက်ပြေးရပါမလဲနီးလန်းရှာတယ်ကဲ let's go ကျွန်တော်မဖော်ရနေပြီဗျဟုတ်ပဲကျွန်တော်တို့ very person ငန်းထဲမှာတော့မှဒီထက်ပုံမချမ်းတဲ့ဟာကိုဗျာပြောရရင်တော့ထုံအောင်မလေးဟေ့အောင်မလေးကောင်းနော်ဒီအောင်မလေးတော်သေးတယ်ဟုတ်တော်သေးပါတယ်ကွာကဲကျွန်တော် let's go ခုတော့သွားရရလို့ပြော
လာမနှိပ်ဘူးနဲ့တော့ကျွန်တော်ကိုလာမဟုတ်မလေးဟိုတော်သေးရကွာငါမတတ်တယ်ကြီးอ่ะကဲ let's go ကျွန်တော်သွားမယ်ကဲပုံမြန်ရောက်ပါတော့ဟာကဲ let's go သွားမယ်ဘယ်နေရာကိုသွားဒီမှာအေးဘူးတော့မှာတော့ဒီကျောင်းမှာဆိုရင်ကကျောင်းမှာအများနဲ့တောက်နေဒီဟို glock oh my god အေးပါဟာကြောအေးပါကောဟုတ်ကြောအေး yes တာပဲလောက်တာကွာဒါမှစီကာဘိုးတို့ကျွန်တော်ပြောအောင်ပဲဗျကျွန်တော်နာမည်ပြောင်းသွားပါဗျကျွန်တော်နာမည်စီကာကျွန်တော်ဗျအိမ်နာမည်ဇန်လင်းပါဗျအပြင်နာမည်အပြင်နာမည်တောင်ဖြစ်တယ်ဗျနာမည်အရင်ကတော့စီကာပါဟုတ်တယ်ခုငါဘယ်ကိုသွားမှာလဲလေကားယူအောင်နော်ဟုတ်တယ်လေကားလေးကိုယူလိုက်ပြီးတက်နေတယ်ဟုတ်ရငါကောင်ဘာဖြစ်လဲငါကောင်ခေါင်းလည်းကြည့်အောင်တစ်ချက်ရှူလိုက်တော့မိုက်ရနော်let's go တက်လေငါကောင်ဘာဖြစ်နေလဲကြောင်းနေတယ်ယူရတယ်ဘယ်လိုလဲlet's go ဟုတ်တက်လိုက်ဒီနေ့အနေတော်လောက်ဒီလောက်ဆိုရပြီဒီလောက်ဆိုတက်လို့ရပါတယ်နော်ကြောက်ငါလည်းမောနေပြီရောရေဒီထုံဆိုထာဟုရဆိုတဲ့ဘိန်းဝရဲ့ထောင်ထဲကနေငါဘယ်တော့မှလုံရောက်ပါလေဟုတ်တယ်တော်သေးအခုမှရသွားတယ်ကဲငါဟိုတည်းကကျွန်တော်မဝယ်နေတော့ကျွန်တော်အဲ့ကောင်ကြီးတုံးလိုက်ရိုက်ပြီးတော့ခေါ်ရတယ်ကျွန်တော်ငိုနေလေဗျာအခုတော့ကျွန်တော်ဒီထောင်ကြီးကနေကျွန်တော်ထွက်ပြေးနေပြီလေဒီချိန်ရောအကောင်ကြီးကိုကျွန်တော်ဘလို့တက်မလဲဆိုတော့ရတာဘိုးတို့စောက်ကြည့်နေလိုက်တော့ပါခင်ဗျာကြောကဲ let's go ဒီပေါ်တာကြောတာဟုတ်ပြီလောက်တာဟုတ်ပြီကြောကဲဟုတ်ရှေးဘားတွေလိုက်ပေးရမယ်ဗျရှေးဘားတွေကိုရောင်းလိုက်ပိတ်မဲ့နည်းကိုတော့ကျွန်တော်ရှာတော့တပါးဟိုမှာနော်တုတ်ကြလို့မရဘူးဗျတုတ်ကြရင်ကျွန်တော်အသေးပဲဟုတ်တယ်ကဲဒီအောက်တပါးကြံသေးတယ်တော့ခက်တယ်ပဲတော့ထုံစာဟုရဆိုတဲ့ထောင်လဲပြောတာတကယ်တူလေဗျဘိုးတို့ကြည့်လားကျွန်တော်အခုမှသတိထားမှာဘိုးတို့သတိအေးပါငါစကားလာထောင်နေဘိုးတို့သတိထားမိလားဗျဘေးတွေကိုတစ်ချက်ချီတဲ့အတွက်အဲ့လိုတသားချောင်းနဲ့လှုပ်ထားတဲ့ဟာဒီလိုနဲ့မတူတယ်လို့လားလို့မဟုတ်တူတယ်လို့လားလို့တရားကြည့်လိုက်တော့ဘိုးတို့တိတ်ပြီဆိုရင်ကျွန်တော် comment မှာဝင်ရေးခဲ့ပါဟုတ်တယ်နော်ကဲကျွန်တော်အခုဒီဘောတက်အောင်နော်ကြောကဲ let's go ကျွန်တော်တော့မယ်ဟိုမောလိုက်တာကွာခုံရမယ်ကြောတော့ဒီလောက်တော့ easy ပါကွာ easy
easy ရတာပဲကွာဟာဒီလောက်လေးရတော့ easy ပါကွာဟင်းကျွန်တော်အခုလေးစားတန်းအေးဘယ်အော်ဟိုမှာကဲ let's go တက်မယ်အေးရပြီကျွန်တော်တို့တက်ပြီးသွားရင်ဆိုရင်ကျွန်တော်ဘယ်ကိုထက်ရောက်သွားရင်လဲဆိုတာဘူလူပဲတီးတော့မယ်ဗျဘယ်ကိုရောက်လဲဆိုတော့ဘူလူပဲတီးတော့မယ်ဘယ်ကိုရောက်လဲဆိုတော့ထုံစာဟူတော့ကျွန်တော်တက်မဲ့အချိန်ရောက်နေပါပြီဗျအာ no ငေါ့ပြစ်တယ်အောင်မလေးသေးပါဗျမင်းအောင်ငေါ့ပြစ်ချင်တာရော့ကွာကြော့ကွာရောက်ဘဲဝဲမပြေးနဲ့ရောက်အာကြော့ကွာရောက်ပြစ်လေပြစ်အောင်မလေးသေးပါဗျအောင်မလေးမလုံးပါနဲ့ကြော့ကွာအေးငါသေးတော့မယ်အောင်မလေးသေးတော့မယ်ငါသေးတော့မယ်သိလားအောင်မလေးသေးပါပြီပြေဟာမကျင်တော့ဘူးကွာဟာဒီဘက်သွားလိုက်ရတာအာနိုမရဘူးကွာဟာမင်းကတော့မကျင်တော့ဘူးတေဘူးတော့ပြင်ရလိုက်တော့ထုံစာဟူတာဆိုအမတေဖို့ပြင်လိုက်တော့အမအမလေးတေထူရဟာထူလေငေါ့မထူနဲ့ရောကွာဒီကောင်ပြေးတေချာပြေးဘာလို့ကိုရမရောဟာသေပြီဒီတပွဲလက်ထပ်သေးပြန်ပြီဟာသေပြန်ပြီကွာရောလေဖြစ်ပြီအေးပါကွာဒီကောင်ကြီးကိုတတ်ဖို့ကတော့ချိန်တော်ပေးရမယ်လေထင်တာပဲလေရောအဝေးကပြည့်ရမှာဟုတ်တယ်ဘို့လို့အဝေးကပြည့်အဲ့ကောင်ကြီးအဝေးဆိုအားနဲ့ချက်နဲတယ်ဗျနဲတယ်လို့မပြောရသေးဘူးငေါ့လိုက်တက်နေပြီအမ哟，没对来着哟，对我亲人，哟啊，哟，不要，没人录来呗，quoi，不是，你讲这个来的呗，对哇，呀，大呗，对哇耶，你讲这个来的呀，来这个了，今天他都没瞧吧呢。ကျွန်တော်တို့တော်တက်လိုက်ရတယ်ဗျာကဲဘယ်အိုးရမလေးအော်ကျော်ကျွန်တော်တို့အခုရောက်ဝယ်နော်တော့ထပ်ပြီးတော့ရှင်သန်ဖို့တော့အချိန်တော့နည်းငယ်ရှိတယ်လို့ရှင်သန်မယ်ဆိုတော့ကျွန်တော်တို့မသိဘူးဗျကဲလေးစားတန်းနေရကိုတော့ကျွန်တော်တို့အခုချိန်ကြီးရောက်လာပါပြီအမလေးသိတော့မယ်အဲ့သိလို့မရဘူးကျွန်တော်တွေ့ရခုနထုံစာဟူတာဆိုလေအကောင်ကြီးတုတ်လို့ကျွန်တော်တွေ့ရအောင်မလေးသေးဟောမလေးငါဘာလို့တကူရဲနဲ့အသေးခံလိုက်တယ်လေကွာအဖန်900ငါကပါဆိုတာကိုအသက်ကိုမတမ်းမျောလို့သေးတာပဲခင်ဗျာအောင်မလေးတော်သေးအဲ့နော်ငါကြောက်တယ်တော်သေးတော်သေးဟာ
အခုမှပဲငါရင်နေတော့ပေါ်လာပဲကဲ let's go တော့မယ်ဟာအခုကကျွန်တော် bro တယောက်ပါလာတယ်ဗျာ bro ကျွန်တော်မရှင်းနိုင်မအောင်ကျွန်တော်အခုမှသတိထားမိဒီဟာခုံတော့မိုက်ရင်နော်ကျွန်တော် bro တယောက်တော့ကြံခဲ့ပါပြီဗျာ bro ကျွန်တော်မရှင်းနိုင်ပါဘူးဗျာရှင်းနိုင်တဲ့လူရှင်းကျွန်တော်နဲ့စော့မယ်ဆိုရင်လာခဲ့ပါခင်ဗျကျွန်တော်ရဲ့အကောက်လေးကတော့ bro စီကာပဲဖြစ်ပါတယ်ကျွန်တော်စိုးနေလို့ပဲမှတ်ထားလိုက်လို့လည်းရပါတယ်ဟိုမှာထုံစာဘူးလားဆိုတော့အကောင်ကြီးနဲ့ရှင်ရတော့မယ်ဗျာထုံစာဘူးလားဆိုတော့အကောင်ကြီးနဲ့ကျွန်တော်ရှင်ရတော့မယ်တော့ဒီကောင်ကြီးနဲ့ရှင်ဖို့တို့မှအချိန်ကြီးလာတယ်ဆိုတော့မနေနဲ့ယူရင်းလိုက်ရတယ်哦，空爱免疫月表，俺老就能摘了。哎，你六就能摘了。ဒီကိန်းကပြောရပြစော့ရတာနည်းနည်းလွယ်တယ်ဘလို့ဘလို့မြုံစော့ကြီးလိုက်မလေးအဲ့ညာတော့ခတ်တယ်ဘလို့ရဲ့ဘလို့မသိလို့ပါဗျာကျွန်တော်ရဲ့ဘဝကြီးလေးရတော့ဒီမှာတွေမဲ့အဆုံးတက်တော့မယ်မင်းရတော့မင်းငါမေညက်ကြိုက်မယ်ဒီမေရီเจ้าရရုံနေရဲ့ဒီခွေးအောင်မလေးအာတင်းသွားပြီမတူတော့သားထွက်နေတာအောင်လေသူအောင်လေလဲတယ်ဟာလဲသူခမရလဲရှာတာပေါ့သူတော့သားထွက်နေပြီဒေါသထွက်နေပြီငါ့ကိုတတ်လို့မရလို့ဘလို့ဒီကောင်ကြီးကိုဘလို့အသိခံမယ်ဆိုရင်ဒီဗီဒီယိုလေးကိုအခုချိန်မှာ like and subscribe လေးလုပ်ခဲ့ပြီးပါလားဟုတ်ကဲ့ဒီဗီဒီယိုလေးအခုချိန် like and subscribe လေးလုပ်ခဲ့တော့ဟုတ်ပြီဘလို့လုပ်ပြီးလို့လားကျွန်တော်အခုချိန်မှာအောင်မြင်ခဲ့ရတာဗျာဟာကဲ let's go ကျွန်တော်တို့လည်းသွားလို့ရပြီဆိုကဲ let's go သွားကြစို့သွားလေဟုတ်တော့ပဲကဲ let's go နောက်ဆုံးတော့ထုံစောက်ဘူးလားဆိုလဲထောင်ညနေကျွန်တော်တို့လွတ်မြောက်နိုင်ခဲ့ပါပြီခင်ဗျာကျွန်တော်တွေးယူလဲတစ်ချက်ရှိလိုက်တော့ရှိုးလိုက်တော့ကျွန်တော်အဲ့တွေးနေနေတာကျွန်တော်အသက်ရှင်နိုင်တာပဲဖြစ်ပါတယ်ကဲဟုတ်ပါတယ်ဒီဗီဒီယိုလေးကိုကြိုင် like and subscribe လေးတယောက်တစ်ချက်စီနှိပ်ခဲ့ပြီးတော့ဘေးနာက subscribe ဆိုတဲ့ခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ပေးပါဘူတို့ကျွန်တော်စောင့်မျှော်နေပါတယ်ကျွန်တော်နဲ့စော့ရင်ကျွန်တော်အကောင့်ဘရိုစီကာလို့တော့မှတ်ခဲ့ပေးပါကျွန်တော်မေနဲ့အိမ်မှာသွားပြန်အိတ်တော်မယ်ခင်ဗျကဲတော့ဒီနေရာကြီးကတော့နောက်တစ်ခါမှကျွန်တော်စော့ပြမှာပဲဖြစ်ပါတယ်နော်ဒီနေ့ဗီဒီယိုလေးဒီတော့ပါပဲအားလုံးပဲ channel တက် like ထားလိုက်တယောက်ချစ်အားလုံး